အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာတနင်္လာနေ့မှာမွေးဖွားတဲ့တနင်္လာသားသမီးတွေပါကြပါသလားတနင်္လာသားသမီးတွေမှာနော်ငါဘလောက်ပဲအလုပ်ကိုစူးစမ်းငါရဲ့လက်ထက်မှာငွေတွေကမမြဲဘူးပတ်စံတွေကမမြဲဘူးနော်ငါမှငွေတွေတော့ဝင်ပါတယ်ဒါပေမဲ့လည်းဒါဝင်တဲ့လောက်တွေကပြန်ပြီးတော့ထွက်နေတယ်နော်ငါရဲ့စီးပွားရေးတက်မလာပဲနဲ့ဒါပိတ်ဆို့နေတယ်တစ်ဆို့နေတယ်ဆိုပြီးတော့ဒါစိတ်ညစ်နေရတဲ့သူတွေရှိသလားနော်ဒါဆိုလို့ရှိရင်တနင်္လာသားသမီးတွေအတွက်နော်ဒါငွေဝင်ချမ်းစီမဲ့နော်ကျွန်တော်တသက်စာရေးတွေကအစီရင်လေးကိုဒီကနေ့မှာမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကကျွန်တော်တို့မွေးရပါဆွဲဆောင်မှုရှိပြီးတော့ဒါစိတ်နှလုံးနူးညံ့ပျော်ပြောင်းတဲ့သူတွေဖြစ်ကြပါတယ်တနင်္လာသားသမီးတွေကအလူတန်းလည်းရရောတတ်ကြပါတယ်ဒါပေမဲ့လို့တခါတလေမှာကန်ဆာတာအားနေပြီးတော့လက်ပိတ်နေတာမျိုးတွေလည်းတနင်္လာသားသမီးတွေအနေနဲ့ကြုံရတတ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့တနင်္လာသားသမီးတွေအတွက်ဘဝတသက်စာလှုပ်ဆောင်သွားရုံနဲ့နော်ဒါလက်ပွင့်စီမယ်နောက်စီးပွားတက်ပြီးတော့ငွေဝင်ကျန်းစီမယ်အလွန်အင်မတန်မှထိရောက်တဲ့တက်စင်ရေတွေရနဲ့ဒါအဆောင်အယောင်တွေအကြောင်းကိုကျွန်တော်ကအသေးစိတ်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုနားဆင်ပေးဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအဲ့တော့ရေနေရာတွေကိုမပြောခင်မှာတနင်္လာသားသမီးတွေရဲ့နော်ကန်ဆာတာတနင်္လာသားသမီးတွေရဲ့သဘာဝကိုကျွန်တော်တို့အရင်သိထားဖို့လိုအပ်ပါတယ်အဲ့တော့တနင်္လာကျူဆိုတာကျွန်တော်တို့ရေဓာတ်ကိုအခြေခံပါတယ်ရေဆိုတဲ့သဘောတရားကအေးမြပါတယ်ပြီးလို့ရှိရင်ဒါပုံသဏ္ဍာန်အမျိုးမျိုးလည်းပြောင်းလဲနိုင်ပါတယ်ပြီးတော့စီးဆင်းတတ်တဲ့သဘောတရားရှိတယ်ဒါကြောင့်မို့လို့တနင်္လာသားသမီးတွေကမိမိနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့နော်လက်ရောညီထွေနေတတ်ကြပြီးတော့စကားပြောချိုတာတတ်ကြပါတယ်ဒါပေမဲ့အားနည်းချက်ကတော့ရေလိုပဲဒါတနင်္လာသားသမီးတွေကစိတ်ကူးရင်ဆန်တယ်နော်ပြောင်းလဲတာမြန်တယ်နော်စိတ်ကူးပြောင်းလဲတတ်တယ်နော်အခုတမျိုးတော့ကြတမျိုးဖြစ်တတ်တယ်အာနာတတ်တဲ့စိတ်တွေကြောင့်မို့လို့စီးပွားရေးလုပ်တဲ့အခါမှာတနင်္လာသားသမီးတွေအနေနဲ့ဆုံးရှုံးမှုတွေကြုံရတတ်ပါတယ်အဲ့တော့လက်ထက်ကိုရောက်လာတဲ့ငွေကြေးတွေဟာလည်းရေလိုပဲကျွန်တော်တို့အဖက်မတင်မဲနဲ့စီးဆင်းပြီးတော့ထွက်ခွာသွားတတ်တာကတနင်္လာသားသမီးတွေရဲ့သဘောတဘာဝပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီရေတက်ကိုဒါကျွန်တော်တို့ဒါတက်သဘောအရာငွေတက်ဖြစ်အောင်နော်လက်တက်ဖြစ်အောင်ဘယ်လိုတက်ဆင်ရမလဲဆိုတာကိုဆက်ပြီးတော့တင်ပြပေးပါမယ်ပထမဦးဆုံးအနေနဲ့တနင်္လာသားသမီးတိုင်းအတွက်ဘဝတက်သက်စာအပတ်စဉ်မပြတ်မကွက်ပြုလုပ်ရမယ်အဓိကငွေဝင်ရတဲ့တစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်နော်အဲ့ဒါကတော့ကျွန်တော်တို့ကစွန်းညွတ်နော်ကစွန်းညွတ်ကက်လူချင်းရဲတွေကဖြစ်ပါတယ်အဲ့တော့ပြုလို့ရမယ့်အချိန်ကတော့အပတ်စဉ်တနင်္လာနေ့မိမိရဲ့မွေးနေ့နော်မနေ့ပိုင်းမှာပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့ဈေးကနေပြီးတော့ကျွန်တော်တို့ဒါလက်ဆက်ပြီးတော့စိမ့်လိုက်တဲ့ကစွန်းညွတ်တွေကိုဝယ်ယူလိုက်ပါပြီးလို့ရှိရင်အညွန့်လှလှလေးပေါ့နော်အညွန့်လှတာလေးအညွန့်တန်တာလေးနော်ကိုးညွန့်ကိုကျွန်တော်တို့ဖြတ်ယူလိုက်ပါပြီးလို့ရှိရင်အဲ့ဒီကစွန်းညွတ်ကိုးညွန့်ကိုရေတန်းတန်လေးနဲ့ဈေးကြောပေးပါပြီးသွားရင်ဖန်ခွက်အတန့်တစ်ခုเนาะဒါမှမဟုတ်လို့ရှိရင်ရေဦးတီးတီးလေးလည်းသုံးလို့ရပါတယ်ဖန်ခွက်တက်တက်လေးလည်းသုံးလို့ရပါတယ်เนาะအဲ့ဒီထဲမှာကျွန်တော်ရေတန်လေးထည့်ပြီးတော့ဒီကစွန်းညွန့်ကိုညွန့်ကိုဒါစိုက်တူပြီးတော့မိမိအိမ်ဟာဘုရားကျောင်းဆောင်မှာကတ်လူပြီးပူဇော်ပေးထားရမှာဖြစ်ပါတယ်အဲ့ဒီလိုလှူဒန်းတဲ့အခါမှာလည်းမိမိရဲ့စိတ်ကိုဒါတီတီငြိမ်ငြိမ်လေးထားပြီးတော့မှကျွန်တော်တို့ဆုတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုဆုတောင်းရမလဲအဲ့တော့တနင်္လာသားသမီးဖြစ်ရသူကျွန်ုပ်ဤစီးပွားရေးများလက်လာပါများငွေကြေးတနများသည်ဤကစွန်းညွန့်ကဲ့သို့เนาะအဆက်မပြတ်စိမ့်လန်းဆိုပြီးအညွန့်တလူလူတက်ကအောင်မြင်ပါစေဆိုပြီးတော့မိမိရဲ့နှုတ်ကနေပြီးတော့ရွတ်ဆိုပြီးတော့ဆုတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ကစွန်းညွန့်ရဲ့သဘောတဘာဝကအပွားလွယ်ပါတယ်ပြီးလို့ရှိရင်အညွန့်တက်လေတဲ့အတွက်ကြောင့်မို့လို့ဒါတနင်္လာသားသမီးတွေအနေနဲ့မိမိတို့ရဲ့စီးပွားရေးကိုအချိန်အဟုန်နဲ့တိုးတက်စေမဲ့တက်စဉ်ရေရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီဆုတောင်းရမယ့်ပုံစံလေးရဲ့စာသားလေးရဲ့ကိုလည်းကျွန်တော်ယခုဗီဒီယိုလေးမှာစာတန်းလေးရေးပြီးတော့မှကျွန်တော်တင်ပြပေးထားပါမယ်အဲ့ဒီအပြင်ကမှတနင်္လာသားသမီးတွေဟာเนาะနေ့စဉ်မပြတ်မကွက်မိမိအိမ်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကိုးကွယ်ပူဇော်ထားရှိရာဘုရားကျောင်းဆောင်မှာနော်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရည်မှန်းပြီးတော့မှနေ့စဉ်မပြတ်မကွက်တောက်တော်ကြီးကတ်လူပေးရပါမယ်တနင်္လာရဲ့เนาะဂျိုရဲ့သဘောတဘာဝအရာရည်တတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတောက်တော်ကြီးကိုမပြတ်မကွက်ကတ်လူခံခြင်းဖြစ်ပါတယ်အဲ့တော့အလုပ်သွားကန်ဒီအချိန်မှာလည်းကတ်လူလို့ရပါတယ်ညနေအလုပ်ပြန်လာတဲ့အချိန်မှာလည်းဒါကတ်လူလို့ရပါတယ်เนาะနေ့စဉ်ဒါတောက်တော်ကြီးကိုတော့မပြတ်မကွက်ကတ်လူပေးဖို့အတွက်လိုအပ်ပါတယ်အခုဆက်ပြီးတော့ကျွန်တော်တနင်္လာသားသမီးတွေအတွက်ဘဝတသက်စာအမြဲဆောင်ထားတဲ့လက်ကော်အဆောင်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးကကြတော့ကျွန်တော်တို့ပတ်စံအိတ်အကြောင်းပါအဲ့တော့တနင်္လာသားသမီးတွေအနေနဲ့ငွေဝင်ကျန်းကျင်နေဆိုလို့ရှိရင်ပတ်စံအိတ်ကိုရွေးချယ်တဲ့အခါမှာအစိမ်းရောင်အဝါရောင်ဒါမှမဟုတ်လို့ရှိရင်ရွှေအိုရောင်ကိုရွေးချယ်ပြီးတော့အသုံးပြုပေးပါအဲ့တော့အထူးသဖြင့်အစိမ်းရောင်ကတနင်္လာအတွက်ဒါငွေတွေကိုလက်တွေကိုဆွဲငင်နိုင်တဲ့အကောင်းဆုံးတက်အရောင်ဖြစ်ပါတယ်နောက်တစ်ခုသတိထားရမှာကျတော့ရှောင်ရမယ့်အရောင်ပေါ့နော်ဒီရှောင်ရမယ့်အရောင်ကတော့အမဲရောင်ဖြစ်ပါတယ်
အဲ့တော့တင်းလာသားမိတွေအတွက်အမဲရောင်ဟာလက်လာပါတွေကိုပိတ်ဆို့တတ်တဲ့အတွက်ကြောင့်မို့လို့လုံးဝအသုံးမပြုဖို့အတွက်လည်းကျွန်တော်ကအကြံပြုချင်ပါတယ်အဲ့တော့မိမိပတ်စံအိတ်ကိုဒါရွေးချယ်တဲ့အခါမှာအယောင်ကိုရွေးချယ်တဲ့အခါမှာအစိမ်းရောင်အဝါရောင်ဒါမှမဟုတ်လို့ရှိရင်ရွှေအိုရောင်ကိုဒါတင်းလာသားမိများအနေနဲ့ရွေးချယ်ပြီးတော့အသုံးပြုသင့်ပါတယ်ဒုတိယအချက်ကကြတော့ကျွန်တော်တို့ပတ်စံအိတ်ထဲမှာအမြဲထည့်ထားရမယ့်အဆောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါတပြေညွန့်ပေါ့နော်လက်ဆက်တပြေညွန့်၃ညွန့်ကိုကျွန်တော်တို့ယူပါနော်အဲ့တော့တပြေညွန့်၃ညွန့်ကိုဒါယူပြီးသွားတဲ့အခါမှာအဝိဖြူတန်တန်လေးနော်အဲ့တော့မိမိအိမ်မှာပိတ်စအဖြူရောင်လေးရှိရင်လည်းအဝိဖြူတန်တန်လေးပေါ့မရှိဘူးဆိုလို့ရှိရင်လည်းဒါပလတ်စတစ်အိတ်ကလေးတွေကိုဒီတပြေညွန့်၃ညွန့်ပေါ့နော်စတိပါပဲအနည်းငယ်ပါပဲเนาะအကြီးကြီးမဟုတ်ဘူးအဲ့ဒါလေးကိုကျွန်တော်တို့ဒါထည့်ပါ plastic အိတ်လေးထဲမှာဆိုလဲ plastic အိတ်လေးတွေကိုထည့်ပြီးတော့မီးသေးချာပိတ်ပေါ့เนาะအဝတ်ဖြူရှိတဲ့သူကလည်းဝတ်ဖြူလေးနဲ့သေးချာလေးပတ်ပြီးတော့မှမိမိရဲ့ပတ်စံအိတ်ထဲမှာအမြဲဆောင်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့တပြေဆိုတဲ့တဘာဝအရာကျွန်တော်တို့ကဒီမြမရိုးရာပေးတဲ့ယူဆမှာလည်းအောင်မြင်ခြင်းကိုအတိတ်ပဲစောင့်ပါတယ်ဒါကြောင့်မို့လို့ဒီတပြေညွန့်လေးတွေကိုညှိုးနှမ်းသွားတဲ့အခါတိုင်းမှာတော့အမြဲတမ်းအစ်စ်လဲပေးဖို့လိုပါတယ်ဥမာမိမိကတစ်ပတ်ကိုတစ်ချိန်လဲမလားပေါ့နော်တစ်ပတ်တစ်ချိန်လဲမယ်ဆိုတစ်ပတ်ကိုတစ်ချိန်လဲပါလဲပြီးလို့ရှိရင်ဒါမိမိကင်တဲ့ဒါပတ်စံအိတ်ထဲမှာဒီတပြေညွန့်လေး၃ညွန့်ကိုကျွန်တော်တို့ထည့်ပြီးတော့စောင့်ထားပေးရမှာဖြစ်ပါတယ်တိတ်တော်တဲ့အကန့်လေးထဲမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒါတနင်္လာသားမိအနေနဲ့မိမိရဲ့အိတ်ထဲမှာငွေပြတ်တယ်ဆိုတာမျိုးဒါရှိတော့မှာမဟုတ်ဘဲနဲ့ဒါလက်လာပါတွေပွင့်လန်းပြီးတော့ဒါငွေတွေစီးဝင်လာမှာပဲဖြစ်ပါတယ်တနင်္လာသားမိတွေအနေနဲ့ဒါမိမိရဲ့ကံကြမ္မာကိုပုံမို့ပြီးတော့မြင့်မားစေဖို့အတွက်အဓိကလုပ်ရမယ့်ကျွန်တော်တို့အလှူဒန်းလေးတွေလည်းရှိပါသေးတယ်ဒါလေးကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ပြပေးပါမယ်အဲ့တော့တနင်္လာသားမိတွေအနေနဲ့မိမိတို့မှာကံညံ့နေပြီလို့ခံစားရရင်ပဲဖြစ်ဖြစ်နော်စီးပွားရေးမကောင်းတော့ဘူးလို့ခံစားရရင်ပဲဖြစ်ဖြစ်ပေါ့နော်မိမိစိတ်ထဲမှာဒါမိမိကံပိတ်နေပြီလက်ပိတ်နေပြီလို့ခံစားရရင်ပဲဖြစ်ဖြစ်တနင်္လာသားမိတွေကကျွန်တော်တို့ဒါစီတို့နော်ဆက်ပြားတို့ဆေးဝါးတို့နော်စတာတွေကိုကျွန်တော်တို့တန်ဃာတော်တွေနော်သီလရှင်တွေဒါမှမဟုတ်လို့ရှိရင်မိဘဘိုးဘွားတွေထံကိုမကြာခဏလှူဒန်းပေးပါနော်ပြီးတော့ဒါမိမိကဖျားစီတွေကိုသွားတဲ့အခါမှာလည်းမိမိရဲ့မွေးနံဖြစ်တဲ့တနင်္လာတောင်မှာဒါဗုဒ္ဓရုပ်ပွားတော်မြတ်ကိုရည်သက်ပေတာနော်အဲ့တနင်္လာတောင်ကိုမိမိကတပြည့်စီးလဲတာနော်တန်ရှင်းလုပ်တာစသဖြင့်လုပ်ဆောင်တာမျိုးကိုဒါအမြဲတမ်းလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ချက်အရေးကြီးတာတစ်ခုကတနင်္လာသားသမီးတွေဟာမိမိနေထိုင်တဲ့မိမိရဲ့အိမ်ဒါမှမဟုတ်လို့ရှိရင်မိမိဈေးရောက်တဲ့မိမိရဲ့ဆိုင်ကန်းနော်စသဖြင့်မိမိနေထိုင်တဲ့နေရာပေါ့နော်စသဖြင့်ရဲ့ဒါအိမ်ဆိုလဲအိမ်ရဲ့အဝင်ဝဆိုင်ကန်းဆိုလဲဆိုင်ကန်းရဲ့အဝင်ဝမိမိနေထိုင်တဲ့အဝင်ဝနော်စတဲ့နေရာတွေကိုအမြဲတမ်းတန့်ရှင်းအောင်ထားပေးရပါမယ်အဲ့တော့အဝင်ဝမှာဒါဖက်နဲ့တွေရှုပ်ပွားနေတာပုံနေထူနေတာနော်အမိုက်တွေရှိနေတာဒီလိုမျိုးတွေရှိနေခဲ့မယ်ဆိုလို့ရှိရင်ဒါတနင်္လာသားသမီးတွေအတွက်လက်နက်သမီးဟာအိမ်ထဲကိုမဝင်မင်းနဲ့ဒါပြန်လှည့်သွားတတ်တယ်ဆိုတဲ့သဘောတဘာဝရှိပါတယ်ဒါကြောင့်မို့လို့မိမိနေထိုင်တဲ့နော်ဒါအဝင်ဝကိုအမြဲတမ်းဒါအလင်းအောင်လင်းချင်းရအောင်နော်တန့်ရှင်းအောင်နော်ဒါအမိုက်တိုက်တွေလဲကျင်းတာမျိုးဖုန်တွေလဲကျင်းတာမျိုးတပည့်စီလဲတာတွေနော်ဖက်နဲ့တွေကိုစီထားတာတွေနော်စသဖြင့်တနင်္လာသားသမီးတွေအနေနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့အခုပြောပြသွားတဲ့ရေရရာတွေကတော့တနင်္လာသားသမီးတွေအတွက်ကုန်ကြစိတ်လည်းအများကြီးမရှိဘဲနဲ့နော်ဒါဘဝတသက်စာပုံမှန်ပြုလုပ်သွားနိုင်တဲ့အလွန်အင်မတန်မှအစွမ်းတက်တဲ့နီလန်းကောင်းတွေပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တင်ပြချင်တာကရေရရာဆိုတာကံအထောက်အပံ့ဖြစ်စေဖို့အတွက်ဒါစိတ်စေတနာအပြည့်နဲ့ယုံကြည်မှုရှိလှုပ်ဆောင်ဖို့လိုအပ်တယ်လို့မိမိကိုယ်တိုင်ကလည်းစူးစမ်းအားထုတ်မှုရှိဖို့လည်းလိုအပ်ပါတယ်နော်ဒါကြောင့်မို့လို့တနင်္လာသားသမီးတွေအနေနဲ့ဒီကစွန်းညွန့်ရေရရာလေးကိုစတင်ပြီးတော့ပြုလုပ်ပြီးတော့မှနော်ဒါစီးပွားရေးတွေဒီရေလားဒါတိုးတက်ပါစေနော်ငွေဝင်ကျန်းကြပါစေလို့ကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်နော်အဲ့တော့တခြားသူများလည်းသိရှိသွားအောင်တဆင့်ပြန်လည်းမျှဝေပေးခြင်းဖြင့်လည်းကုသိုလ်ယူကြပါအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့တနင်္လာသားသမီးများအပေါင်းနော်အားလုံးပဲကိုယ်စိတ်နဲ့ပြချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်